ဒီဗီဒီယိုလေးကတော့ဒီယူရီယာပေးရတုန်းကခေါင်းခုကိုအလဲသွားတဲ့ဗီဒီယိုလေးပါကဲအခုကတော့ရောက်ပါပြီဒီနေရာလေးကတော့အမှတ်တရလက်ဆောင်ပစ္စည်းလေးတွေနဲ့ဝယ်လို့ရတဲ့နေရာလေးပါဒီနေရာကတော့လက်မှတ်ဖြတ်တဲ့နေရာလေးပါလက်မှတ်ကားကတော့ဘယ်လောက်ပေးရလဲဆိုတာတော့မသိပါဘူးဘာဖြစ်လို့လဲဆိုတော့တတိယပေးလို့ပါအထဲကိုဝင်တာနဲ့တိုးလေးတွေကိုကျွေးဖို့မောင်လောင်ဦးနီတယောက်တစ်ချင်းပေးပါတယ်အထဲကိုဝင်လိုက်တာနဲ့ပန်းကင်းကြီးရဲ့အလှနဲ့တိုးလေးတွေလည်းဘယ်လိုရှိလဲဆိုတာအားလုံးပဲတူခင်နဲ့တူလိုက်ကြည့်ပေးကြပါအောင်နော်ဒီနေရာလေးကအရန်ကိုတာယာပါတယ်ရာဒီဥတုကလည်းအေးစိတ်လေးနဲ့အရန်နေလို့ကောင်းပါတယ်ဟိုမှာတိုးလေးတွေကိုတွေးပြီးဆိုတော့အစာကျွေးပါတော့မယ်ကြည့်ကျွေးရမကျွေးရနဲ့ကျွေးနေကြည့်ဘယ်လိုကြောက်နေလဲဆိုတာကြည့်လိုက်ပါတော့ပြေးတယ်အကြီးတပန်းလုံးချကျွေးလိုက်ကျမယောက်ျားလည်းအနာကနေကြီးတာကျမတို့တတိယတပန်းလုံးကျွေးလိုက်တယ်ဆိုတော့လည်းပြန်လူရတယ်ကွယ်တိုးစီကနေပြန်ကြည့်သူကတော့ပြောပါတယ်ထိုင်းလိုမျိုးခင်အဲ့လိုမကြွေးရဘူးတချောင်းချင်းစီကြွေးရတယ်တဲ့ကျမယောက်ျားပဲဆက်ကြွေးတယ်ဒီကောင်တွေကလည်းကွယ်အရန်ကိုလူစားတာပဲကျမလည်းဘလို့ကြောက်လဲဆိုတာကြည့်အဲ့ဒီမှာရောက်ရက်တွေကိုခောက်ပေါ့သူကလည်းဒီတချောင်းလေးစားရဖို့ဝဲလိုက်တာဘလို့ပြေးလဲဆိုတာမိခင်လေးတို့ကုန်ပြီးပြောလိုက်လို့ကြီးကျမမျက်နှာတော့မကြည့်ဘူးသူငိုနေပါပြီကျမလည်းတနာသွားတယ်အဲ့ဒါနဲ့ပဲနောက်တွေးတဲ့တိုးလေးတစ်ကောင်ကျမထက်ကြွေးပြန်ရောစားပေါ့နော်တိုးရဲ့ရောက်ရတဲ့အချိန်ကနေ့လယ်ပိုင်းဆိုတော့နေရတော့အရန်ပူပါတယ်ဒါပေမဲ့ရာဒီဥတုကအေးတယ်ဆိုတော့နေလို့အဆင်ပြေပါတယ်ဒီအကောင်လေးတွေကိုတော့ထိုင်းလိုမျိုးအပကာလို့ခေါ်ပါတယ်မြန်မာလူဘလို့ခေါ်လဲဆိုတော့ကျမလည်းမသိတဲ့လူတွေပြောသွားပြီးကြပါဦးသူတို့လေးတွေကတော့ဒီမှာတိတ်မတွေ့ရဘူးဖြစ်မယ်တချံလုံးပေါင်းမှ၄កောင်ပဲရှိတယ်ဒါပေမဲ့အရန်ချစ်ဖို့ကောင်းတယ်သူတို့လေးအခုကတော့ယုံလေးတွေရှိတဲ့နေရာကိုရောက်ပြီပေါ့နော်ယုံလေးတွေကတချံလုံးအများကြီးပဲတစ်ကောင်နဲ့ပြေးပြီးတော့ကစားနေကြတယ်လူတွေနဲ့လည်းတိတ်မစိမ်ဘူးဖြစ်မယ်ဒီယုံလေးတွေလည်းမုံလာဦးနီကြိုက်တယ်ဖြစ်မယ်မုံလာဦးနီကျွေးရတာအရန်စားကြတာပဲတချို့ယုံနေကြတော့လဲဘလောက်ကြွမြက်ပဲစားကြတယ်ဆရာသမားတော့မုံလာဥစားနေတဲ့ပုံလေးပါချစ်ဖို့အရန်ကောင်းပါတယ်ကြည့်ပါဦးမုံလာဥနီကျွေးတာကိုပဲမြက်တွေပဲစားနေပါတယ်ဒါလေးကတော့ဇုံတွဲလေးပေါ့နော်ဒါကတော့စော်မရှိတဲ့ကောင်ပါ emotional damn itမော်လာဦးနီတွေမကုန်မချင်းအားလုံးကိုကြွေးခဲ့ပါတယ်အခုကတော့ပန်းညံဘက်ကိုစပြီးတော့ပါတော့မယ်ပန်းညံကိုသွားမဲ့လမ်းတစ်ချောင်းမှာဒီတရားလေးတွေနဲ့ဘေးနားမှာပန်းလေးတွေအများကြီးနဲ့အရန်ကိုလှပြီးတာရပါတယ်ဒီနေရာလေးကတော့ပန်းမင်းတွေနဲ့အလှဆင်ထားတဲ့ရဲတိုက်ပုံစံနေရာလေးပါဒီနေရာလေးကတောင်ငုံပေါ်မှာဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့်ဘေးပတ်လေးရရှုခင်းတွေကိုလည်းကောင်းမြင်ရပါတယ်ခေါင်ခိုးကိုရောက်ဖြစ်တယ်ဆိုလို့ရှိရင်လည်းဒီနေရာလေးကိုမဖြစ်မနေလာရောက်ဖို့အကြံပြုပါတယ်နော်အရန်လှပြီးအရန်တရပါတယ်ဒီရဲတိုက်လေးကိုပန်းအစ်စ်တွေနဲ့ပဲအကုန်လုံးပြုလုပ်ထားတာပါအရန်လည်းပြောစရာကောင်းပါတယ်တခါမှမရောက်ဘူးတော့စိတ်လှုပ်ရှားပြီးတော့ပတ်ပြေးနေတာပါတိုးချန်လေးရဲ့ location ကိုတော့ဗီဒီယိုရဲ့အစားပိုင်းလေးမှာထည့်ပြထားပါတယ်ဒါကတော့တိုးချန်လေးကနေပြန်ခဲ့ပါပြီပေါ့နော်အခုကတော့နောက်တစ်နေ့အောင်ခရီးဆက်ပါမယ်အခုကတော့ညနေလဲဆောင်းနေပြီဆိုတော့ဘိုက်တွေလည်းအရန်စနေပြီမိုကဒါဆိုင်ကိုဆက်လက်ချီတက်ပါမယ်အခုကတော့မိုကဒါဆိုင်မှာဘူဖေးအဝါကျိတ်ဖို့ချီတက်လာကြပါပြီဒါကတော့ကျမယောက်ျားရဲ့အထူး special တင်မော်ဒီတောင်ပါတွေ့တဲ့မြအကုန်ထဲထောင်ပါဒီမှာထဲ့တယ်တမယာကြီးထဲ့တယ်တမယာကြီးပြန်ထဲ့တယ်ငန်းပြားကြီးပါထဲ့လိုက်ပြန်မိဒီမှာညီပဲပါထဲ့တယ်တော့ရတာတော့ဘယ်လိုလဲမသိ
အခုကတော့မူကတစားဖို့အတွက်ချက်ပြုတ်နေကြပြီပေါ့နော်ဘိုက်ကလည်းအရင်စားနေပြီဆိုတော့စားတဲ့ဗီဒီယိုလေးတွေတော့ဆုံးအောင်မရိုက်ခဲ့တော့ဘူးပေါ့နော်နောက်ဗီဒီယိုလေးမှာဒီထက်လှတာတွေအများကြီးရှိသေးတာမို့ဆက်လက်စောင့်ကြည့်ပေးကြပါအောင်ကြည့်ရှုပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြမယ်နော်